ကြောင်းသုံးမျိုးစုံလို့လူမှုတမှုဖြစ်တာတဲ့ဒါအခုမျက်မှောက်အခြေအနေလေးကိုပြောတာနော် president တိုင်းကိုပြောတာလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေမှာအကြောင်းသုံးခုစုံပြီးလို့လူမှုတမှုဆိုတာဖြစ်သွားတယ်အကြောင်းသုံးခုဆိုတာဘာလို့ကိုယ့်ရဲ့လူချင်းတန်းချင်းနဲ့စိတ်ဆန္ဒလို့ဆိုတဲ့တတ္တတရားအဲ့ဒါယင်ထဲမှာပထမဖြစ်တယ်ယင်ထဲမှာတတ္တဖြစ်ယုံနဲ့လူနိုင်လားဆိုမလူနိုင်ဘူးကိုယ်မှလူစရာကအစင်းသင်ရှိတာဒါဒုတိယအကြောင်းတတိယအကြောင်းကလူရမဲ့ပုဂ္ဂိုလ်ရှိတယ်သုံးခုရှိတယ်အဲ့သုံးခုစုံလို့ဒီကနေ့လူတယ်ဆိုတာဖြစ်တာတော့တခုတည်းနဲ့ဖြစ်တာမဟုတ်ဘူးပတ်စံရှိယုံနဲ့လည်းမလူနိုင်ဘူးအလူခံမဲ့ပုဂ္ဂိုလ်ရှိယုံနဲ့လည်းမလူနိုင်ဘူးကိုယ်ရင်နဲ့အသရာတရားဖြစ်ဖို့လိုသေးတယ်လူချင်းနဲ့ဆန္ဒဖြစ်ဖို့အဲ့တော့မြတ်စွာဘုရားကအကြောင်းသုံးမျိုးပေါင်းစုံမိလို့လူမှုတမှုဆိုတာဖြစ်တာတဲ့တိတဲ့ရှာရင်တိတဲ့တွေ့မှာဒါကမြတ်စွာဘုရားအဓိကအကြောင်းသုံးခုပြောတာကုသိုလ်ကောင်းမှုလုပ်ဖြစ်တိုင်းဟာအကြောင်းလေးရှိတယ်ဒါကြောင့်မို့ကုသိုလ်စိတ်ဆိုတာလွယ်တကူနဲ့မဖြစ်ဘူးတဲ့အဘိဓမ္မာတရားဟောတဲ့အခါမှာမြတ်စွာဘုရားကဘာကစာဟောလို့ဆိုယတမိတမိကာမဝဆရကုသလစေတဥပ္ပန္နနော်အချိန်ကတကူမှာကုသိုလ်စိတ်ဖြစ်တယ်အကြောင်းဆုံးတဲ့အချိန်တကူမှာကုသိုလ်စိတ်ဖြစ်လာတယ်ဆိုတော့အဲ့ဒီမှာသမယဆိုတဲ့အဓိပ္ပာယ်ကသူကအကြောင်းပေါင်းစုံတာကိုပြောတာအကြောင်းပေါင်းစုံမှာကုသိုလ်ဆိုတာဖြစ်တယ်သူကသူရှင်နေမှာကုသိုလ်စိတ်ကသူကသူဖြစ်လာတာမဟုတ်ဘူးအကြောင်းလေးစုံမှာကုသိုလ်ဖြစ်တယ်အဲ့ဒီအကြောင်းကဘာတော့မေးလို့ရှိရင်ကိုယ့်ရဲ့ရင်တွေကပထမဆုံးကကုသိုလ်လုပ်တဲ့နဲ့ကုသိုလ်ဆိုတာလုပ်ရမယ်လို့ကြားဖို့နာဝရှိထားတယ်ကုသိုလ်လုပ်တာအကောင်းကျိုးချမ်းသာရနိုင်တယ်ဆိုတဲ့အသည့်ကလည်းရှိတယ်ကိုရှိကလုပ်သွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်ကိုယ်တဏ္ဍမှာယုံကြည်ချက်တွေကလည်းရှိတယ်ကုသိုလ်လုပ်ဖို့အခွင့်အလမ်းတွေကလည်းရှိတာဟောအဲ့ဒီအကြောင်းတွေမဆုံးပဲနဲ့ကုသိုလ်လုပ်ဖြစ်တာမရှိဘူးနော်အဲ့တော့ဘာပဲဖြစ်ဖြစ်အကြောင်းတရားတွေဖြစ်လာမှကုသိုလ်ဆိုတာဖြစ်တာအကြောင်းတရားတွေမဖြစ်ရင်ကုသိုလ်ဆိုတာမဖြစ်နိုင်ဘူး